ဒီတစ်ခေါက် AIMS ရဲ့ seminar ပွဲကမန္တလေးမှာလား ဟုတ်ပါတယ်မန္တလေးမှာပါဒီလာမယ့်ဒီဇင်ဘာလ16ရက်နေ့နဲ့18ရက်နေ့မှာမန္တလေးရလုပ်ငန်းရှင်လူကြီးများအတွက် AIMS က Investor Program Seminar ပွဲလေးကိုစီစဉ်ပေးပြီးတော့လာရောက်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်ရှင်မန္တလေးမြို့ချမ်းရီတာဇန်မြို့နယ်35လမ်းနဲ့54လမ်းတောင်မှာရှိတဲ့ Ibis Styles Hotel မှာကျင်းပပြုလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီ investment seminar ပွဲလေးမှာဆိုရင်တော့ Canada, Greece, Hungary, New Zealand နဲ့ US လိုနိုင်ငံမျိုးတွေမှာ investment pathway မှာတဆင့်မိသားစုလိုက်နေထိုင်ခွင့်လျှောက်ထားတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတိုင်ပင်ပေးသွားမှာဖြစ်ပါတယ်ဥပမာအနေနဲ့ထိုနိုင်ငံတွေမှာ real estate or real estate fund မှာ invest လုပ်မှာလား infrastructure development or condo development investment ဘိုင်းမှာ invest လုပ်မှာလားအဲ့ဒါမှမဟုတ်သေးဘူးလူကြီးမေးအနေနဲ့ကမိမိရဲ့ကိုယ်ပိုင် business plan နဲ့ startup လုပ်မှာလားစသဖြင့်နိုင်ငံအလိုက်မတူညီတဲ့ program တွေအောက်ကမှတစ်စစ်နေထိုင်ခွင့်လျှောက်ထားနိုင်မှုတွေနဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးတိုင်ပင်ပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတဲ့လုပ်ငန်းရှင်လူချင်းမင်းအားလုံးတက်ရောက်နိုင်အောင် seminar အချိန်လေးကို၄ချိန်ပြုလုပ်ပေးသွားမှာဖြစ်လို့အောက်ပါဖုန်းလေးမှာမိမိနှစ်သက်ရအချိန်ကိုရွေးပြီးတော့စာရင်းသွင်းလိုက်ပါနော်